အားလုံးမင်္ဂလာပါတဖန်ပြန်လည်နှုတ်ဆက်ပါတယ်ကျွန်တော်ခုရက်ပိုင်းမှာဟောနေတဲ့ Israel Iran အကြောင်းပေါ့နော်ကျွန်တော်လည်းဒီရက်ပိုင်းမှာသတင်းတွေဖတ်ရင်းသတင်းတွေနားထောင်ရင်းနဲ့ကျွန်တော်ကြည့်တဲ့အားတွေထဲကနေအနေငယ် sharing ပေါ့နော်ကျွန်တော်နားလေတက်လောက်ပေါ့နော်အနေငယ် sharing ပေးချင်ပါတယ်ဆိုတော့ဒီဂျွန်လဒီ2025ဂျွန်လ73ရက်နေ့စပြီးတော့ Israel ကနေပြီးတော့ Iran ကိုကျူးကျော်ပြီးတော့ဒီ Iran ရဲ့အဓိကပြစ်မှတ်တွေပေါ့နော် nuclear site ရှိတဲ့နေရာတွေကိုပြီးတော့ဒီစစ်ဖက်ဆိုင်ရာနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့ဒီစောက်အုံတွေကို Iran ကနေပြီးတော့ဒီလေရင်ပေါ့နော်ဘုံကျဲလေရင်နေရာနဲ့တိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ဒီ Iran Israel ပေါ့နော်ပြဿနာစပြီးတော့ဖြစ်လာတာဖြစ်တယ်ပေါ့နော်အဲ့ဆိုဘာဖြစ်လို့ဒီ Israel က Iran ကိုတိုက်ခိုက်ရတယ်လဲဆိုတဲ့ခါကိုကျွန်တော်တို့လေ့လာတဲ့ခါမှာသူတစ်ဖြစ်ဒီ Iran နိုင်ငံကဒီ nuclear ပေါ့နော် nuclear လို့ခေါ်တဲ့အရာပေါ့နော်အဲ့ဒီ nuclear ကိုလက်နက်ဖြစ်သူကလှုပ်ချင်တယ်ပေါ့နော်အဲ့ nuclear ကိုလက်နက်ဖြစ်လို့ပြီးတော့ဒီဒုံးကြီးလိုမျိုးပေါ့နော်ထိပ်ဖို့မှတတ်တယ်ဆိုရင်သူကလက်နက်ဖြစ်တော့ပေါ့နော်အဲ့ nuclear လက်နက်အီရန်နိုင်ငံကရတဲ့နေ့ပေါ့နော်ရတဲ့နေ့က Israel နိုင်ငံကကမ္ဘာမြေပေါ်ကနေပျောက်ကွယ်တဲ့နေ့ဆိုပြီးတော့လေသူတို့ကအချင်းချင်းဟိုးရင်ကလေးကအီရန်နိုင်ငံကဘယ်လိုပြောမလဲကျူးကျော်ထားဆိုတော့လေနော်အီရန်နိုင်ငံကအဲ့လို Israel ကိုမြေချိန်ချောက်နေတာဆိုတော့သူတို့ nuclear ရှိတဲ့နေ့ကတော့အီရန်နိုင်ငံ nuclear ပိုင်တဲ့နေ့က Israel နိုင်ငံပျောက်တဲ့နေ့ပေါ့နော်ကမ္ဘာမြေပေါ်ကနေဖြစ်စီမဲ့နေ့ဆိုပြီးသူတို့မျိုးချိန်ချောက်တာရှိတဲ့ခါကျတော့သူတို့လည်းတကယ်အီရန်ကလည်းသူတို့ nuclear ရှိလာတယ်ဆိုရင်သူတို့ပြစ်မဲ့နိုင်ငံက Israel နိုင်ငံပေါ့နော်အဓိက Israel နိုင်ငံတိုင်းကပဲရှိတယ်ဆိုတော့အဲ့ဒါကိုလည်းဒီ Israel ကသူတည်တယ်အဲ့ဒါကြောင့်အီရန်နိုင်ငံက nuclear လက်နက်မပိုင်ဆိုင်စေရဘူးဆိုပြီးတော့ပေါ့နော်အဲ့ဒါကြောင့်အချင်းချင်းဖြစ်စီတာပေါ့နော်ဒီသူတစ်ဖြစ်ဒီအီရတ်နိုင်ငံတော့ပေါ့နော်အရင်တော့ကဒီစစ်တပ်ကိုစိန်ခတ်တော့ကလည်းအီရတ်နိုင်ငံမှာ nuclear တွေလုပ်ဖို့သူလုပ်တယ်အီရန်နိုင်ငံပြစ်တယ်ပေါ့နော်ပြစ်တယ်ဖြစ်စီပြစ်တယ်ဘာဖြစ်လို့ဆိုတော့ဒီ Israel နဲ့မတည့်တဲ့နိုင်ငံတွေက nuclear လက်နက်ပိုင်ဆိုင်တယ်ဆိုရင် Israel နိုင်ငံအတွက်ကမကောင်းဘူးပေါ့နော်အချိန်ချင်းကြာရင် Israel နိုင်ငံကိုအဲ့ nuclear လက်နက်တွေနဲ့ပြန်ပစ်မှာဖြစ်တယ်အဲ့ဒါကြောင့် Israel ကသူ့ရဲ့ရန်ဖက်နိုင်ငံတွေရဲ့လက်ထဲမှာ nuclear လက်နက်လုံးဝပေါ့နော်အပိုင်ဆိုင်စေရဖို့ဆိုပြီးတော့သူက target ထားတာအဲ့ဒါကြောင့်ဒီ Iran နိုင်ငံမှာရှိတဲ့nuclear စစ်ရုံတွေပေါ့နော် target ထားပြပစ်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီရက်ပိုင်းသတင်းတွေကြည့်တဲ့လောက်ကတော့အီရန်နိုင်ငံရဲ့ဒီမြေအောက်ပေါ့နော်တောင်လိုပေါ့နော်ဒီလိုတောင်လိုအဲ့တောင်ရဲ့အထဲမှာလိုင်ကောင်းတူးပြီးတော့သူတို့ကဒီ nuclear တွေလျှို့ဝှက်ပေါ့နော်လျှို့ဝှက်လုပ်နေတယ်အဲ့တောင်ထဲမှာမြောက်လိုက်ကိုထဲမှာပေါ့နော် nuclear လက်နက်တွေသူတို့စစ်ပြီးလုပ်နေတယ်ဆိုတာသူတို့ဒီ Israel ကနေပြီးတော့တည်တယ်ပေါ့နော်အမေရိကန်လည်းတည်တယ်ဆိုတော့အဲ့ဒီတောင်ထဲမှာလိုင်ကိုလိုထဲမှာဒီသူတို့လုပ်နေတဲ့ nuclear တွေကိုဖျက်ဆီးဖို့ရတဲ့ဖျက်ဆီးဖို့လက်နက်က Israel မှာမရှိဘူးဒီအမေရိကန်နိုင်ငံရဲ့ဒီ B2 ပေါ့နော် B2 ပုံကျဲလေရင်မှာရှိတဲ့ဒီပေါင်6000လားမသိပါဘူးเนาะပေါင်6000လားအဲ့ဒီလေယာဉ်မှာရှိတဲ့ဘုံပေါ့နော်အဲ့ဒါနဲ့ပဲဒီမြေအောက်လိုင်ကောင်ထဲကအရာတွေကိုဖြစ်စီနိုင်ဖြစ်တယ်လောဆယ်တော့ Israel နိုင်ငံမှာဒီမြေအောက်လိုင်ကောင်ထဲကိုဖြစ်စီနိုင်တဲ့ဘုံမရှိသေးဘူးအဲ့ဒါကြောင့်Israel ကလည်းဒီအမေရိကန်ကိုအပူတပြင်းအကူကြီးတောင်းထားတယ်ပေါ့နော်ဒီမြေအောက်လိုင်ကောင်ကိုဖြစ်စီဖို့ရန်အတွက်လိုအပ်တဲ့အကူအညီပေါ့နော်ဆိုတော့Israel ကလည်းဒီသူတစ်ဖြစ်ဒီ Iran နိုင်ငံရဲ့ဘာသာရေးခေါင်းဆောင်ပေါ့နော်ဘာသာရေးနိုင်ငံရဲ့ခေါင်းဆောင်ဒီ Supreme Leader ပေါ့နော်အလီခမ်နီကိုတုတ်တင်ဖယ်ရှင်းဖို့ပေါ့နော်ဒီအမေရိကန်ကိုအမေရိကန်စီမှာ
အကြံဉာဏ်တောင်းတယ်ပေါ့နော်ဒါပေမဲ့သမ္မတထရန့်ကတော့ပယ်ချတယ်ပေါ့နော်ဒီအလီခါမနီကိုလို့ပြောမလဲအီရန်ကလည်းရှင်းပြဖို့ရန်အတွက်သမ္မတထရန့်ကိုမေးတဲ့အခါမှာသမ္မတထရန့်ကသဘောမတူပေါ့နော်သဘောမတူတဲ့ကြောင့်အီရန်ကဒီအလီခါမနီကိုအခုအထိပေါ့နော်ရှင်းလို့မရဒါပေမဲ့သူ့ရဲ့သူနေတဲ့နေရာကိုအစ္စရေးကလည်းတည်တယ်တဲ့ဒီအမေရိကန်လည်းတည်တယ်ပေါ့နော်ဆိုတော့ပြောချင်တာအချိန်မရွေးသူ့ကိုရှင်းချင်တယ်ဆိုရင်ရှင်းနိုင်တယ်ပေါ့နော်ဆိုတော့သမ္မတထရန့်ကအမေရိကန်သမ္မတထရန့်ကဒီအီရန်ကိုလက်ချအညံခံပြီးတော့စိတ်ဆိုင်ညှိနှိုင်းဖို့ပေါ့နော်အမေရိကန်နဲ့အစ္စရေးနဲ့ညှိနှိုင်းဖို့အတွက်သူကဒေါ်နယ်ထရန့်ကနောက်ဆုံးရတန်ပေါ့နော်နောက်ဆုံးရတန်အီရန်ကိုခုပြောထားတယ်အီရန်ကတော့ချက်ချင်းပဲဒီအီရန်နိုင်ငံရဲ့ Supreme Leader ပေါ့နော်ချက်ချင်းအဲဒီဒေါ်နယ်ထရန့်ပြောတာကိုပယ်ချတယ်ပယ်ချပြီးတော့ဒီအမေရိကန်လည်းချိန်ချောက်တယ်ပေါ့နော်ဆိုတော့အစ္စရေးကိုလည်းသူကဒီတစ်ချိန်လုံးဒီလို့ပြောမလဲတာဝေးပစ်ဒုံးကြီးတွေပေါ့အဲ့ဒါနဲ့ပဲတရဆက်ပစ်ခတ်နေပေါ့နော်အခုနောက်ဆုံးဒီအတန်ထက်မြန်တဲ့ဒီ hypersonic ဒုံးကြီးတွေပေါ့နော်အဲ့ဒါပစ်ခတ်တဲ့ဒီ Israel နိုင်ငံရဲ့စေးရုံတွေထိမှန်နေပေါ့နော်ဆိုတော့ Israel ကလည်းလေယာဉ်နဲ့ပစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနိုင်ငံတော့ခုထိလက်ရှိ Israel နဲ့ Iran တော့စစ်ဖြစ်နေတယ်ပေါ့နော်စစ်ဖြစ်နေဆိုပြီးတော့သူကဟိုလို့ပြောမလဲချေချင်းနဲ့တသားတွေတွားပြီးတော့တိုက်ခတ်တာမဟုတ်ဘူးဒီလေကြောင်းကနေပေါ့နော်အီရန်ကဒီ hypersonic လို့ခေါ်တဲ့ဒီဒုံးကြီးနဲ့ပစ်တယ်အစ္စရေးကလေယာဉ်နဲ့ပြန်ပြီးတော့အီရန်နိုင်ငံမှာသူတို့ပစ်ချင်တဲ့နေရာတွေပေါ့နော်အဲ့ဒါပစ်တယ်အဲ့လိုပုံစံစစ်ဖြစ်နေတာပေါ့နော်ဆိုတော့အခုနောက်ဆုံးဒေါ်နယ်ထရန့်ကအီရန်ကိုနှစ်ပတ်ပေါ့နော်နှစ်ပတ်အချိန်ပေးမယ်ပေါ့နော်အဲ့နှစ်ပတ်တွင်းမှာဒီအီရန်ခေါင်းဆောင်ကစိတ်ပြောင်းပြီးတော့အမေရိကန်နဲ့ဆွေးနွေးချင်တယ်ဆိုရင်ဆွေးနွေးလို့ရအောင်ပေါ့နော်ဆိုလို့ချင်တာကဒီအီရန်ကနောင်တရပြီးတော့စစ်ဆက်ညင်တိုင်းလမ်းကြောင်းကိုတွားချင်တယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးသူ့အချိန်ပြည့်နေနှစ်ပတ်အီရန်ကနှစ်ပတ်အချိန်ပေးမယ်ပေါ့နော်အဲ့နှစ်ပတ်အတွင်းမှာဒေါ်နယ်ထရန့်ကဒီအစ္စရေးကိုတိုက်ခိုက်ဖို့ပေါ့နော်အစ္စရေးကိုတိုက်ဖို့ရန်အတွက်တိုက်တင်မတိုက်တင်ဒီနှစ်ပတ်ထဲမှာအမေရိကန်သမ္မတလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူကဆုံးဖြတ်မယ်ပေါ့နော်ဆုံးဖြတ်မယ်ဒါပေမဲ့တိုက်ဖို့တော့များတယ်ပေါ့နော်အခုတော့ဆုံးကျွန်တော်တို့သတင်းထဲမှာတော့တွေ့ရတာတော့ဒေါ်နယ်ထရန့်ကအီရန်ကိုတိုက်ဖို့ပေါ့နော်တိုက်ဖို့ပြင်ဆင်ပြီးသွားပြီဒါပေမဲ့မတိုက်ခင်မှာနှစ်ပတ်ပေါ့နော်အချိန်ပေးမယ်အီရန်အနေနဲ့စိတ်ပြောင်းသွားတယ်ပေါ့နော်တကယ်လို့အရှုံးပေးပါတယ် short ပေးပါတယ်ပေါ့နော်သူတို့အမေရိကန်နဲ့ဆွေးနွေးချင်တယ်ဒါမှမဟုတ်အစ္စရေးနဲ့ငြိမ်းချမ်းရေးပေါ့နော်ဆွေးနွေးချင်တယ်ပါညာဆိုတော့သူတို့အချိန်ရှိသေးတယ်ပေါ့နော်အဲ့လိုပေါ့အချိန်ရအောင်ဆိုပြီးတော့ဒေါ်နယ်ထရန့်ကနှစ်ပတ်အချိန်ပေးထားတယ်ဒီနှစ်ပတ်ပြီးရင်တော့အစ္စရေးနဲ့အီရန်အမေရိကန်နဲ့အီရန်ဘယ်လိုဖြစ်မလဲကျွန်တော်တို့ပြောလို့မရဘူးเนาะထပ်ပြီးတော့တိုက်ပွဲပြင်းထန်မလားဒေါ်နယ်ထရန့်ကတော့ဒီအီရန်နိုင်ငံမြို့တော်ပေါ့နော်တီဟီရန်မှာရှိတဲ့ဒီတီဟီရန်မှာနေတဲ့မြို့ခံတွေပေါ့နော်အားလုံးပြေးလို့ရပြောင်းဖို့ပေါ့နော်ဒီရပန်ပဲကြိုပြီးတော့ပြောထားရှိတယ်လူပြောတယ်ဆိုတဲ့အတွက်ကြောင့်ဒီဆိုလိုချင်တာကအမေရိကန်လည်းဒီအီရန်နိုင်ငံမြို့တော်ပေါ့နော်အချိန်မရွေးတိုက်နိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ဒီနှစ်ပတ်ပြီးတဲ့အခါမှာဒီနှစ်ပတ်တွင်းမှာအီရန်ကကောင်းမှနဲ့ပဲအီရန်နိုင်ငံကောင်းဆောင်တွေကကောင်းမှနဲ့ပဲမလိုက်လျောဘူးပေါ့နော်ဆိုရင်တော့ဒီထက်ပိုပြီးပြင်းထန်တဲ့အရာတွေပေါ့နော်ဆိုတော့တချို့လူတွေပြောကြတာပေါ့နော်တတက်ကပါစစ်နဲ့များဖြစ်မလားဆိုပြီးတော့ပေါ့နော်အဲ့လိုလဲတချို့ပြောလဲရှိတာပေါ့နော်ဆိုတော့တတက်ကပါစစ်ဖြစ်တော့ကျွန်တော်လည်းမပြောတော့ပေါ့နော်ဒါပေမဲ့ခုပူတင်ကလည်းဒီအမေရိကန်ကိုတတိပေးနေပေါ့နော်ဒီအီရန်ကိစ္စမှာဝင်မပါဖို့ဆိုပြီးတော့ပူတင်ကိုယ်တိုင်လည်းတတိပေးနေတယ်အကြတဲ့ဒေါ်နယ်ထရန့်ကလည်းပေါ့နော်အီရန်ကိုတိုက်ဖို့သူကလည်းဘယ်လိုပြောမလဲတော်လေးသူကလည်းဘယ်လိုပြောမလဲဒေါ်နယ်ထရန့်ကလည်းအီရန်ကိုအရန်တိုက်ချင်နေတယ်ဆိုတော့အစ္စရေးကလည်းအီရန်ကိုခုတိုက်နေတယ်ပေါ့နော်
ဆိုတော့စစ်ဖြစ်နေကြဖြစ်တယ်ကျွန်တော်ဆက်လက်ပြီးတော့တရင်တွေကိုစောင့်ကြည့်ကြပါစို့လို့ပြောရတဲ့ email နဲ့ပဲကျွန်တော် sharing လုပ်ပေးပါတယ် thank you good night